အားမဲမင်္ဂလာပါဗျကျွန်တော်ကတော့ဆိုလိုရင်ဂိမ်းမှဖြစ်ပါတယ်အော် sorry ပါဗျနန်းနန်းဖွင့်မိလို့ပါကျွန်တော်တို့ဆိုလိုရင်ဂိမ်းမှဖြစ်ပါတယ်အေးပေါ့အခုကတော့ Wi-Fi လမ်းလေးရေပြန်ကောင်းပြီကျွန်တော်လည်း internet ပေးထည့်ပြီဆိုတော့ဒီဂိမ်းလေးပြန်တင်ပြီးတော့စီရှိပါတယ်ဗျအေးဂိမ်းလေးဆိုတော့ 3D edit လေးပေါ့ကျွန်တော်တင်ပြပါမယ်အဲ့လိုတင်ပြီးပြီမယ်ကျွန်တော်တည့်ရချက်တစ်ခါတော့တင်မဖြစ်တော့ဘူးပေါ့နော်တိတ်အားတာအကြောင်းပေါ့မအားရတဲ့အကြောင်းမို့ပေါ့ကျွန်တော် TikTok မှာ channel ကိုထပ်ထောင်လာတော့အဲ TikTok channel မှာဗီဒီယိုတင်ပြီးတော့တည့်ရတစ်ခါဒီညနေ6နာရီနဲ့ည9နာရီအတွင်းကျွန်တော်ဗီဒီယိုတွေပို့လို့တင်ပါမယ်ဆိုမနေ့ပြန်ဒီ YouTube မှာဗီဒီယိုတင်နေချင်းကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like 20အောင်ကူညီပေးကြပါဦးဗျတိုက်ရေး20တာရခဲ့မယ်ဆိုရင်ကျွန်တော်မနေ့ပြန်မှာ YouTube မှာတင်ပါမယ်ပြောနော်ကျွန်တော် channel လေးကို subscribe လုပ်ပြီး like ကျွန်တော်ဒီဗီဒီယို like တစ်ချက်တယောက်တစ်ချက်ဒီနေ့ကြည့်ပေးကြဖို့ညတက်ရက်ခံအပ်ပါတယ်ဗျ bye bye